အီရန်နိုင်ငံကိုဆယ်စုနှစ်များစွာအုပ်ချုပ်အနိုင်ကျင့်နေတဲ့ခေါင်းဆောင်ခါမေနီနဲ့သူ့ရဲ့မိသားစုဟာမနေ့ကအစ္စရေးနဲ့အမေရိကန်ရဲ့ဘုံကျဲမှုမှာဆုံးပါသွားခဲ့ပါတယ်။အကျွမ်းကြံအစအနတောင်ရှာမရတဲ့အထိဖြစ်ခဲ့ရတာပါ။အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အာယာတိုလာအာလီခါမေနီသည်အမေရိကန်နဲ့အစ္စရေးတို့၏တိုက်ခိုက်မှုများကြောင့်တည်ဆုံသွားပြီဖြစ်ကြောင်းအီရန်နိုင်ငံပိုင်မီဒီယာများကတရားဝင်အတည်ပြုထုတ်ပြန်လိုက်ပါသည်။အီရန်ရဲ့အရာကြီးအုပ်ချုပ်ရေးအဖြစ်သမ္မတတရားစုကြီးချုပ်နဲ့ဘာသာရေးခေါင်းဆောင်တဦးတို့ကတာဝန်များကိုပူးပေါင်းထမ်းဆောင်နိုင်ကြောင်းခန့်မှန်းထားပါတယ်။တိုက်ခိုက်မှုများအတွက်လက်တုံပြန်သည့်အနေနဲ့အီရန်တော်လှန်ရေးအဆောင်တပ်ကအီရန်တမိုင်းကလျှောက်အပြင်းထန်ဆုံးထိုးစစ်ကိုမကြာခင်စတင်ပြီဟုကြေညာထားပါသည်။အဆိုပါထိုးစစ်တွင်ဒေသတွင်းပြည်မှန်များနှင့်အမေရိကန်စစ်ရေးဆိုင်ရာနေရာများကိုတိုက်ခိုက်သွားမည်ဟုတတိပေးထားပါလေ။လက်ရှိအခြေအနေများကိုဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီးနိုင်ငံရေးနှင့်စစ်ရေးအခြေအနေများကိုဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပါတယ်။ဖေဖော်ဝါရီ28ရက်နေ့ပိုင်းတွင်ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုတွင်ခါမေနီသည်ရုံခန်းတွင်တာဝန်ထမ်းဆောင်နေစဉ်တည်ဆုံခဲ့ခြင်းဖြစ်ကြောင်းထောက်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းခါမေနီ၏သမီးသမတ်နင်မြေဖြစ်သူတို့လည်းအတူတည်ဆုံခဲ့ကြောင်းသိရပါတယ်။ဒီဟီဒန်မျိုးရှိခါမေနီ၏ရုံခန်းအဆောက်အဦမှာပြင်းထန်စွာပျက်စီးသွားခဲ့ပြီးဂျိုးပုံရိပ်ညာမတ်တဆန်အသည့်ပြုတွေ့ရှိရကြောင်းဆိုပါတယ်။ထို့အပြင်အီရန်တော်လှန်ရေးအဆောင်တပ်ကအိန္ဒိချင်းနိုင်ငံများရှိအမေရိကန်စစ်စခန်း14နေရာကိုလေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်းကြေညာထားပါတယ်။အဆိုပါတိုက်ခိုက်မှုများအတွက်လက်တုံပြန်သည့်အနေနဲ့အီရန်တော်လှန်ရေးအဆောင်တပ်ကအီရန်တမိုင်းတစ်လျှောက်အပြင်းထန်ဆုံးထိုးစစ်ကိုမကြာခင်စတင်ပြီဟုကြေညာထားပါတယ်။ဒေတာရင်းရှိဖြစ်မှတ်နေရများနဲ့အမေရိကန်စီရေးစကိုင်းများကိုအတိအကျထားတိုက်ခိုက်သွားမယ်ဟုသတိပေးထားပါတယ်။လက်ရှိအခြေအနေများကိုဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီးအသေးစိတ်အချက်အလက်များကိုဆက်လက်တင်ပြပေးတော့ပါမယ်။